မှုစမ်းလေမောခရလေကျွန်တော်နယူးယောက်ကပါလို့ဒေါ်ဆန်းကြီးငွေနေဖိတ်ဆောင်ဟုတ်ကဲ့ကဲပြီးပါရင်ဒီလက်ခံနေတော့ဘာလုံးနေလဲကအော်ကျွန်တော်တို့ဒီနေ့တော့အဒီစုရဲ့မွေးနေ့အတွက်ရေတူနေအောင်ပါခင်ဗျာအခုကျွန်တော်ပုံမှန်လေအခုကျွန်တော်တို့ UN အရှိမှတူနေတာခင်ဗျာဟုတ်လားဟုတ်ကဲ့ကျွန်တော်အားလုံး CC ကရေတူနေကြပါတယ်အန်ဒီစုရဲ့မွေးနေ့အတွက်မောပေါ်ရွာဒီမိုကရေစီအင်အားစုကအဲ့လောက်ထိဖွားနာမိုးမသာ
တိုင်းပြည်အတွက်ကျိုးပန်းလို့များဒီနေ့ပါတယ်သူကဝင်းနေရစမ်းနေကြတယ်ဟုတ်တယ်ဒါပေမဲ့ရှိုးလောက်တာပေါ့နော်ဟုတ်လားမနေနဲ့ဘယ်လိုခံစားရလဲအရန်ပြောပါတယ်မင်းစစ်မင်းလေးရောက်တိုင်းဒီလိုမျိုးလုပ်ပေးတဲ့အမေရှိအတွက်အမှတ်တရလေးလုပ်တာအများကြီးပြောလို့ပါခရီးလုံးရှိရမဟုတ်လားရှိပါတယ်မိကွက်စင်းကြီးရတယ် Democracy Yashie Doye Democracy Yashie Doye And what are we doing here today? We are here celebrating Aung San Suu Kyi's birthday coming up tomorrow in Burma, July 19th, and then here on Sunday, July 19th. We are here to let everyone around the world know that we are continuing the struggle for human rights in Burma, so that someday all people in Burma will be free. Thank you. Okay. Thank you. Because my take them your down there, go and sabi or now. Hit the article for now to it. Then you do it. Come my in I look. You can become the passing of my sit down.
Okay, ကျွန်တော်တို့တော်စုမွေးနေ့ကဘာများပြောချင်လဲမကြီး စုမွေးနေ့ကတော့ဆွကြည်ဘေးရန်ကင်းရှင်းပြီးတော့ချမ်းမာပြီးတော့တက်ရှိချမ်းမာပြီးတော့ဒီသနာအားလုံးကြည့်ဝပါစေလို့ဆုတောင်းရတယ်ဆရာမတော်စုတက်ဘာများပြောချင်လဲ တော်စုတွေလာကြမှာပါစီချမ်းသာပါစီပေါ့ဘာသာကလေးကိုနိုင်ငံရေးအတွက်ကိုကောင်းဆောင်နိုင်တာနောက်လိုက်တွေအများကြီးရှိပါတယ်အားမလားနောက်လိုက်တွေအများကြီးရှိပါတယ်လို့နော်အဲ့ဒါနောက်လိုက်တွေအများကြီးရှိပါတယ်